ဒီနေ့ညီရှင်ဆွေးနွေးမှုကိုတက်ရောက်လာကြတယ်ပါတီပေါင်းစုံကခေါင်းဆောင်များပါတီဝင်ဖွဲ့ပေးတဲ့များတွားရောက်လာတဲ့ပြည်သူများအားလုံးကိုလေးစားပါဘုံကြီးကိုပြောလို့လာတာအဓိကညီရှင်ရဲ့ကိစ္စညီရှင်ရဲ့ဆိုဟိုရခိုင်ပြည်မှာဖြစ်ပေါ်ခဲ့တယ်ညီရှင်ရဲ့ကိစ္စဘုန်းကြီးအမြင်ပြောရရင်နံပါတ်1တရားဥပဒေစိုးမိုးရေးအားနည်းချက်နောက်တော့နံပါတ်2ကဥစီပိုစီဥကျင်းဝတရားတပ်ပြခဲ့လို့ဖြစ်ပေါ်လာတဲ့ပြဿနာတွေအဲ့ဒီမှာဥစီကတက်တယ်ဆိုရင်တို့တရားပြောတော့လေရိုဟင်ဂျာဆိုပြီးတော့ဒါရကဘာမှမရှိတဲ့နာမည်ပါဒီရိုဟင်ဂျာဆိုတာဘယ်ကပေါ်ဟောက်လာလဲဆိုတာအထူးအသိဖို့လိုအပ်ပါတယ်အင်္ဂလိပ်ခေတ်တုန်းကအင်္ဂလိပ်နဲ့အခိုင်အစီပြပါလာတဲ့ဒီတွေကနေပြီးတော့ရခိုင်မျိုးရိုဟင်ဂျာရိုရှင်းဆိုပြီးတော့ခေါ်ပေးပါတယ်သုံးခဲ့ပါတယ်အဲ့ဒီကနေပြီးတော့ရိုဟင်ဂျာဆိုတော့အိနာမေကိုယူသုံးထားတာဖြစ်ပါတယ်နောက်တစ်ခါဟောင်းနာကြားလိုက်တဲ့သမိုင်းတွေဝေသာရီကိတောနော်မြောက်ကိတောလေးတို့ကိတောမှာမြင့်စင်ဆက်ကလာပရင်တွေအုပ်ချုပ်ခဲ့တယ်ဟုတ်ပြီကလာပရင်ကအုပ်ချုပ်ခဲ့မယ်ဆိုရင်ရခိုင်ပြည်မှာဖယားပထုပစုမရှိမှာမဟုတ်ပါဘူးတနိုင်ငံနဲ့မော်လီဗလီကျဲပဲရှိမှာအဲ့လိုလုံးစက်ဟောက်ကဖြစ်နေတာအခုဆိုတော့နှစ်ပေါင်း20ကျော်လာကမ္ဘာနိုင်ငံအရေးအမျိုးစားတင်ပြီးတော့ဒီစားဒီကလက်ညာထားဒါခုမှလောက်တော့မဟုတ်ပါဘူးဘာသာတရားကိုအသုံးချပြီးတော့အဲ့လိုမလုပ်နိုင်ပါဘူးအဲ့လိုလူမျိုးစွဲမဟာလူမျိုးကြီးဝါဒတွေကိုကျေဆုံးလို့ရှိရင်ဘယ်တော့မှလည်းငြင်းချင်နေဆိုတာရမှာမဟုတ်ပါဘူးဒီဝါဒဆိုတဲ့ကိုရခိုင်ကပဲဖြစ်ဖြစ်ဗမာကပဲဖြစ်ဖြစ်မင်းကြီးမွတ်စလင်ကလည်းဘာပဲဖြစ်ဖြစ်အကုန်မှမကျင့်သုံးပါဘူးမကျင့်သုံးနိုင်ပါဘူးနော်ဒီလူမျိုးကြီးဝါဒထဲမှာပါလာတယ်အဓိကမစ္စရိယတရား၅မျိုးလွှဲဆုံးပါလာတာတွေ့ရပါတယ်ကိုလူမျိုးတဲ့သူများအမျိုးရှမ်းသာမှာကြောက်လာတယ်ကိုအမျိုးတဲ့သူများအမျိုးတွေဂုံထေဝါမှာစိုးရင်ကိုတိုက်တဲ့သူများတိုက်ပြီးကြွေဝချမ်းသာမှာကြောက်တယ်စတဲ့အားပဲပေါ့နော်လာပါမစ္စရိယဘူလာမစ္စရိယအဝါသာမစ္စရိယစတဲ့မစ္စရိယ၅မျိုးအဲ့ဒီနောက်မှာပါလာတယ်မစ္စရိယအားကောင်းလာတဲ့အခါမှာအိတ်တတရားဆိုတာမျိုးစုံမှုနဲ့မနာလိုမှုနဲ့သက်ပြတ်မှုနဲ့ဖြစ်တယ်ဒါနဲ့ဒီလူမျိုးကြီးဝါဒဆွေးကိုဖြောင်းအောင်ရိုဟင်ဂျာဆိုတဲ့ဒီဝါဒဆိုတဲ့ဖြောင်းအောင်